အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ညမှာရှီဗန်ကစားဖို့ရှိတဲ့ချန်ပီယံလိပွဲတွေထဲမှာအကောင်းဆုံးပွဲဖြစ်တဲ့လီဗာပူးနဲ့ရီယယ်မက်ဒရစ်အသင်းတို့ရဲ့ confirm line နဲ့ထွက်လာပြီလီဗာပူးမှာဆိုလို့ရှိရင်ကိုသမားကမာမာဒက်ရှ်ဖီလီညာဘက်မှာဆိုလို့ရှိရင်ကျွန်တော်ညာနောက်ခက်လူမှာဆိုကော်နာဘရက်လီစန်တာဘက်ညကတော့ကျွန်တော်ပုံမှန်တိုင်းပဲတော့အီဘာဟီမာကိုနာတေနဲ့ဗာဂျင်ဗန်ဒိုက်ဘယ်ဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်အန်ဒီရောဘစ်ဆင်ပြန်ပါတယ်ကွင်းလယ်မှာတော့ပုံမှန်တိုင်းပဲကျွန်တော်ဂရာဗင်ဘက်ပါမယ်ဒိုမနစ်ဆာဝတ်လိုင်းပါမယ်မက်ကလစ်စတာပါမယ်တိုက်စစ်ကတော့မိုမက်ဆာလာဟူဂိုအကီတီကီနဲ့ဒီဖလိုရီယန်ဗာ့စ်ပါတယ်ပေါ့နော်တော်တော်မိုက်တယ်တော်တော် strong ဖြစ်တဲ့ line နဲ့ပဲနော်ဆိုရီယယ်မှာဆိုလို့ရှိရင်တော့ဂိုးသမားကတီဘိုကော့ဒရာညာဘက်မှာတော့သူဗယ်ဗာဒီကိုတုံးထားတယ်ဆန်နာဘက်နဲ့ကတော့ဒီနင်းဟော့ဆန်နဲ့ဒီကျွန်တော်ဒီအဒမ်မီလီထောက်ဘယ်ဘက်မှာဆိုလို့ရှိရင်တော့ခါရီယက်စ်ပါတယ်ပေါ့နော်ကွင်းလယ်မှာတော့ကျွန်တော်ပုံမှန်တိုင်းပဲဒီချာမန်နီကာမာဗင်ကဂျူဘာလင်ကန်တိုက်စစ်မှာဆိုလို့ရှိရင်ဗီနီရှက်ဂျူနီယာပါမယ်ကီလီယန်အမ်ဘာပေပါမယ်ပြီးတော့အာရာဂူလာပါမယ်သူလည်းကျန်းတဲ့လူစီးပဲလုံးဝစီးနေလူစီးကတော့တော်တော်ကြောက်ဖို့ကောင်းတဲ့တဲ့လုံးဝလီဗာပူးမှာဆိုလို့ရှိရင်တော့ကျွန်တော်ကဆာလာကိုသဘောကျတယ်ဆာလာကိုတင်လာဒီပွဲမှာပြီးဒီနေ့ရဲ့တွေ့ဆုံမှုကလည်းဒါအကြောင်းတော်ရန်သားရှိတယ်ဆိုတော့လေပြီးတော့လည်းဒီ Florian Vaz ကိုပေါက်ပြန်တွေ့မလားကြည့်ရမယ်ဒီ Real မှာဆိုလို့ရှိရင်ကီလီယန်အမ်ဘာပေပြီးတော့ Vinicius Junior ဂျူဘာလင်ကန်သူတို့တွေကတော့ဒီဂိုးသွင်းချေတွေ့နေတယ်ခြေသွမ်းကလည်းအကောင်းဆုံးအနေထားကိုရောက်နေဆိုတော့ဒီပွဲကတော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းတယ်ပရိသတ်တွေရောဘယ်လိုလဲဒီပွဲမကြခင်စားနောက်တစ်နိုင်နေလို့ရှိရင်ကန်တော့မယ်ပွဲစားတော့မယ်ဘယ်နှဂိုးနဲ့ပွဲပြီးသွားမလဲဆိုတာကိုကျွန်တော်ဒီ comment section လေးမှာဝင်အောင်ဆွေးနွေးပေးကြပါဦးတောင်းဆိုနေပဲကဲကျွန်တော်ဆက်လက်စောင့်ကြည့်ရအောင်ဗျာ